အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ TikTok ပေါ်ကမိတ်ဆွေတွေသိချင်နေကြတဲ့ကိုလက်ရှိအသုံးပြုနေတဲ့ကွန်ပျူတာရဲ့ series ရဲ့ generation ရဲ့ကိုဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြည့်ရအောင်အရင်ဆုံး keyboard က control ရဲ့ alt ရဲ့ delete ရဲ့စုံနှိပ်လိုက်ပါအခုလူစာကြောင်းလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့က task manager ကိုနှိပ်ရမှာပဲဖြစ်ပါတယ်task manager ကိုနှိပ်ပြီးဆိုတာနဲ့အခုလိုမျိုး box လေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ box လို့တစ်ချက်ကြည့်အောင်ဟုတ်ပြီဒီ box လေးမှာကျွန်တော်တို့ကအဓိကတော့ကြည့်ချင်တာ performance ပဲဖြစ်ပါတယ်ကွန်ပျူတာရဲ့ performance ပါအဲ့တော့တချို့ laptop တွေတချို့ကွန်ပျူတာရဲ့ဒီအပေါ်ဆုံးမှာ performance ဆိုတာလေးရှိပါလိမ့်မယ်ကျွန်တော်ဒီမှာ performance လေးရှိပါကျွန်တော်နှိပ်လိုက်ပါမယ်အခုမြင်နေရတဲ့ page လေးကိုတွေ့ပြီဆိုရင်ကျွန်တော်တို့က CPU လေးကိုတစ်ချက်နှိပ်လိုက်ပါ CPU လေးမှာဒီမှာ i5 ဆိုလို့ရှိရင် i5 ပေါ့နော်နောက်ကကဏ္ဍလေးက generation ကိုစားပြုတာပါနောက်က8000ဆိုတဲ့ကဏ္ဍဆိုရင်ဒါ8gen ဆိုတာကိုကိုစားပြုတာဖြစ်ပါတယ်မိတ်ဆွေရဲ့ laptop မှာလည်း generation ကြည့်လို့ရပါတယ်နောက်ထပ်ကျွန်တော်ထပ်ဆောင်အနေနဲ့ပြပြပေးချင်တာကတော့ဒီမှာကိုယ့်ရဲ့ memory RAM ကြည့်လို့ရမယ် hard disk လား hard disk တွေ SSD ကြည့်လို့ရမယ် Wi-Fi ကြည့်လို့ရမယ် GPU ပါတယ်ဆို GPU ကြည့်လို့ရပါမယ်ဒီမှာတော့ကိုထပ်ပြီးတော့လေ့လာလို့ရပါတယ်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကို comment မှာမှန်သွားခဲ့ပေးလို့ရပါတယ်ကျွန်တော်သိတဲ့လောက်ကျွန်တော်နားလေတဲ့လောက်ပြန်ပြီးဖြေချပေးပါမယ်အားလုံးပဲနောက်ထပ်ဗီဒီယိုနဲ့ပြန်ဆုံတွေ့ကြပါမယ်